ကဲမင်းတို့စီမှာ81နဲ့က12လက်မရှယ်ကြီးပြန်ရောက်ထားပါတယ်ကြောက်သားပုံးနဲ့လာပါမယ်အရှိမဆိုရင်တန်တကာအုံနဲ့လာပြီးတော့လက်ဆွဲကိုင်းပါမယ်ဘိန်းလုံးပါပါမယ်နောက်မှဆိုရင်ဘောလူစိတ်ကြိုက်ပြောင်းနေတဲ့ဘလိုတက်ကရှယ်ပြောင်းလို့ရမယ်နော် KTV မဟုတ်လဲပြောင်းလို့ရတယ်မိုက်ပေါက်နှစ်ပေါက်တီးတဲ့အပြင်ကိုဂီတာပေါက်တစ်ပေါက်ပါပါမယ် ACDC အသင်းကျိုးပါပါမယ်နော်အသင်းကျိုးဆိုလဲဒါမျိုးအတုပ်တစ်ချောင်းပါပါမယ်ရမူပါပါမယ်ဆိုတော့မိုက်ထဲတာဒီလိုဘူးလေးနဲ့လာမယ်နော် wireless mic နှလုံးပါမယ်တခဲရှင်နဲ့လာပါမယ်နော်အတန်ထွက်လေးပါတစ်ခါလေးစမ်းပြလိုက်ပါမယ်81တစ်စိမ့်မို့အမခံလေးလည်းပါပါရဲ့နော် Hello.